တိလားရွှေမိုးငွေမိုးတွေရွာသလိုမျိုးပဲဒီပြိုကိုကြည့်တဲ့မိတ်ဆွေစီကိုပတ်စံတွေဟာအရက်ဆက်မျက်နာကနေပြီးတော့မှပုံစံမျိုးစုံနီလန်းမျိုးစုံနဲ့သိန်းရာနဲ့ချီထောင်နဲ့ချီပြီးရောက်လာနေပြီဒီပြိုကိုကြည့်တဲ့မိတ်ဆွေကလည်းအဲ့ဒီပတ်စံတွေအားလုံးကိုရဖို့ရအတွက်ထိုက်တန်ပါတယ်ဒါကြောင့်မို့လို့ကိုဒီပတ်စံငါပတ်စံတွေသိန်းရာနဲ့ချီထောင်နဲ့ချီပြီးရဖို့ရအတွက်ထိုက်တန်တယ်လို့ခံယူပြီးတော့မှကိုယ့်ရဲ့စိတ်တကားတွေကိုဖွင့်ထားလိုက်ပါပတ်စံတွေကိုဘလို့ပုံစံနဲ့ပဲဝင်လာပါစေအဲ့ဒီပတ်စံတွေကိုလက်ခံပါငွေသားနဲ့ရောက်လာတယ်လေအဲ့ဒီပတ်စံနေသည်ဖြစ်စေများသည်ဖြစ်စေပျော်ရွှင်စွာကျေးဇူးတင်စွာကျင့်တဲ့စွာဖြင့်လက်ခံပါကိုယ့်စီကိုလက်ဆောင်ပစ္စည်းတွေရောက်လာတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီຢာတွေကိုပျော်ရွှင်စွာကျင့်တဲ့စွာကျေးဇူးတင်စွာနဲ့လက်ခံပါဒီမျိုးကိုကြည့်တဲ့မိတ်ဆွေကအရာအလုံးနဲ့ထိုက်တန်တယ်တနည်းအားဖြင့်ပတ်စံတွေရဖို့ရတဲ့ပို့ပြီးတော့မှထိုက်တန်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့စိတ်တကားတွေအားလုံးကိုဖွင့်ထားပြီးတော့မှကိုယ့်ဘက်ကနေလှုပ်တဲ့လှုပ်တွေကိုလှုပ်မယ်လှုပ်ရမယ့်လှုပ်တွေကိုလှုပ်မယ်မလှုပ်တဲ့အလေးအကျင့်တွေကိုဆွတ်လွတ်ပြစ်မယ်ဆွတ်ချလွတ်ချပြစ်မယ်ကိုယ့်အတွက်အကျိုးရှိစေတဲ့အလုပ်တွေကိုများများလှုပ်သွားမယ်လှုပ်နိုင်နေတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှလှုပ်သွားမယ်ပို့ပြီးလှုပ်နိုင်နေတယ်ဆိုလို့ရှိရင်နေတိုင်းလှုပ်နိုင်အောင်လို့ဆက်ပြီးတော့မှ train ပေးသွားမယ်အကယ်၍မလှုပ်ရသေးဘူးအစင်သစ်မဖြစ်သေးဘူးဆိုအခုပဲစတင်လိုက်ပါဒီဘက်ကိုကြည့်တဲ့မိတ်ဆွေကိုအစင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ကံကောင်းခြင်းနဲ့ပတ်စံတွေဟာစောင့်ကြိုနေပါတယ်ကျေးဇူးတင်ပါတယ် you can do it you are hero